လူများစုကအိမ်မှာကန်စွန်းရက်ကြော်တဲ့အခါအယောင်ကမဲတော့တာဒါမှမဟုတ်စားလို့မကောင်းတဲ့မျိုးထက်တတ်ကြပါတယ်နော်ဒီနေ့မျှဝေပေးမယ့်နီလန်လေးကတော့တကယ်ကိုရိုးရှင်းပါတယ်ရင်နှွေးဖြော်စရာလည်းမလိုသလိုစီပူတဲ့ခဏထည့်စရာလည်းမလိုပဲဆိုင်ကကြော်တာထက်တောင်ပိုပြီးစားလို့ကောင်းမှာဖြစ်ပါတယ်အရင်ဆုံးကန်စွန်းရက်လေးတွေကိုဓာတ်နဲ့အနှဲငယ်ထုလိုက်ပါပြီးရင်အနေတော့အပိုင်းလေးတွေပိုင်းဖြတ်ပြီးစားတစ်စွန်းထည့်ထားတဲ့ရေထဲမှာ10မိနစ်လောက်စိမ်ထားပေးပါအဲ့ဒီနောက်တေချာဆေးကြောပြီးရေစစ်ထားရမှာဖြစ်ပါတယ်နေတိုင်းဟင်းချက်နီးအသစ်ဆန်းလေးတွေညဝေပေးနေတာမို့လို့ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like နဲ့ follow လုပ်ထားပေးပါအောင်နော်ဒါမှနောက်တစ်ခါစားကျင်တဲ့အခါရှာရလွယ်မှာဖြစ်ပါတယ်ခင်ဗျာစီပူချင်ကတော့နည်းနည်းမြင့်နေဖို့လိုပါမယ်ကြက်သွန်ဖြူလေးတွေကိုအရင်စီတက်ဒီမှာကန်စွန်းရွက်တွေကိုထည့်လိုက်ပါစီပူငွေတွေကကန်စွန်းရွက်တိုင်းကိုအမြန်ဆုံးထိတွေ့သွားစေတာကပဲအရွက်တွေမမဲပဲစားလို့ကောင်းစေမဲ့လျှို့ဝှက်ချက်ဖြစ်ပါတယ်အရသာအတွက်စားနဲ့ဟင်းခတ်မော်နဲ့ငယ်ထည့်ပေးပါမီးပြင်းပြင်းနဲ့အမြန်အနှံ့ငွေပြီးအရသာဝင်သွားပြီဆိုရင်တော့အိုးပေါ်ကချလို့ရပါပြီဒီလိုနီလာလေးနဲ့ကြော်ထားတဲ့ကန်စွန်းရက်ကြော်လေးကလက်ဆက်ပြီးအရသာရှိလာတာမို့လို့တင်ကိုယ်တိုင်လည်းအသိမ်းထားပြီးလိုက်လို့ကြည့်လိုက်ပါအောင်နော်